ုန်းကဝင်လာပြီပေါ့နော်ဖုန်းဝင်ကောပြပြီဖုန်းဝင်လာပြီဆိုလို့ရှိရင်ဖုန်းမှာ ring လုံးမိတယ်အဲ့ဒါခါမှာကျွန်တော်တို့ကဘယ် for ဖုန်းလဲဆိုတာကိုနှစ်ချက်မှာ case box မှာပြပေးတယ်ပေါ့နော်အဲ့တော့မကင်ကျင်ဘူးဆိုလည်းဒီအနီလေးကိုခြားရနှိုက်ရလို့ရတယ်ကင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအရာလေးကိုစိမ့်လေးနှိပ်လိုက်ပေါ့နော်ဒါဆိုခံရိုက်တာအဲ့လိုမျိုးပေါ့နော်ဖုန်းကင်မရာကိုကျွန်တော်ဒီမှာရိုက်ဆရာမလို့ပဲねဒီကနေကင်မရာရိုက်တာဒါမျိုးလုပ်လို့ရတယ်နောက်ပြီးတော့တုံးမဲမင်္ဂလာပါအတန်အတွက်ကောင်းကောင်းနဲ့မှကျွန်တော်နောက်ဆုံးထွက်တဲ့ nature လေးတစ်ခုချနေရဆိုလို့ရှိရင်တော့ Wismia ထုတ်ထားတဲ့ WT8 ဆိုရဲnature လေးအသေးရောက်ရှိလုပ်ထားပါတယ်ဒီ nature လေးကဆိုလို့ရှိရင်ထူးခြားချက်အနေနဲ့touch screen display နဲ့လာတယ်ဒီမှာလို့ရှိကျွန်တော်တို့ဒီကနေကိုကြိုက်တဲ့ web face တွေ wallpaper တွေလည်းပြောင်းလို့ရတယ်တို့တော့ဒီ nature မှာနောက်ထပ် function တွေလည်းအများကြီးကျွန်တော်သုံးလို့ရတယ် okay ဒီ nature အကြောင်းလေးကိုအသေးစိတ်ကျွန်တော်မပြောခင်ဒီ nature ရဲ့ဘူးထဲမှာဘာတွေပါသေးလဲဆိုတော့ဒီ nature ကိုကျွန်တော်တို့ cover ပေါ့နော် case cover silicone လေးတစ်ခုပါတယ်နောက်တစ်ခုကကျွန်တော်တို့ keychain လေးတစ်ခုပေါ့နော် nature ကိုဒီဘက်မှာကျွန်တော် keychain လေးတက်လို့ရတယ်နောက်တစ်ခုက type C အာသွင်းစနစ်ပေါ့နော် type C အာသွင်းကြိုးလေးလည်းပါတယ်ဗျအဲ့တော့ဒီ nature လေးကိုကျွန်တော်တို့က case cover လေးတက်တိုက်မယ်ဆိုရင်တော့လက်ရှိဒီပုံစံလေးကျွန်တော်တို့ဖြစ်သွားမှာပေါ့ဒါလေးဆိုလို့ရှိရင်ကိုကြိုက်တဲ့ wallpaper ကိုလည်းကျွန်တော်တို့ပြောင်းလို့ရတယ်ဒီလိုမျိုးလေးပေါ့နော်အဲ့တော့ဒီကောင်လေးတွေက nature အပြင်ကိုကျွန်တော်တို့ကစပွဲတင်နိုင်ပုံစံမျိုးလေးပေါ့နော်တုံးလို့ရတယ်အလန်းပေါ့နော်အလန်းနိုင်လေးနိုင်လေးကျွန်တော်တုံးလို့ရတယ်ပေါ့နော်အဲ့တော့ဒီနိုင်မှာကလုံးဝ type C အာသွင်းကြိုးနဲ့ဒီဘက်မှာဆို speaker ပေါက်လေးလည်းပါတယ်ဒါကတော့ keychain တက်တဲ့နေရာလေးပေါ့နိုင်ရဲ့နောက်မှာ power button အဖွင့်ပိတ်ခရုတ်လေးလည်းပါတယ်ပေါ့နော်ဒီ nature လေးကိုကျွန်တော်တို့အဖုံးလေးကိုဒီလိုဖွင့်လိုက်ပြီဆိုလို့ရှိရင်လည်းဒီသူ့ရဲ့ test display လေးမှာကအခုလိုမျိုးလေးပြပေးတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ကဖုန်းနဲ့ချိတ်ပြီးတော့လည်း message note ဒီမှာကြည့်လို့ရတယ်နောက်ဖုန်းအဝင် call တွေပါတွေကစားဒီကနေပြီးတော့ဒီ case box ကနေကျွန်တော်ကင်လို့ရတယ် case box ကနေဖုန်းခေါ်လို့လည်းရတယ်ဗျနားမှာ nature တက်ပြီးဖုန်းပြောလို့အသင်ပြောလိုက်အောင်ပဲဖုန်းကင်တာပြူတာက nature ကနေပြီးတော့ TV ကင်လည်းရတယ်အခု case box မှာဒီဖုန်းဝင်လေးတွေပေါ့ဘယ်ကခေါ်လဲဆိုတာလည်းကျွန်တော် display မှာပြပေးနေတာပေါ့နော်ဒါကလုံးဝဒီရရဲ့ MISA function လို့ပြောလို့ရတယ် okay ဒီအကြောင်းကိုကျွန်တော်နောက်ပိုင်းမှာကျွန်တော်အသေးစိတ်လေးကျွန်တော်ထပ်ပြီးရှင်းပြပေးမယ်အဲ့တော့ဒီကောင်ကကျွန်တော်တို့ကိုကြိုက်တဲ့ web face wallpaper ကိုပြောင်းချင်တယ်ဆိုရင်လည်းဒီ touch screen ကိုကြာလေးဖိလိုက်ပြီးတော့ကိုအောက်ကဒီအောင်ကိုပြောင်းလိုက်တာ ਨੇ ကိုထားထားတဲ့ဒီထဲမှာထည့်ထားတဲ့web face wallpaper တွေကျွန်တော်တို့ကလိုက်ပြောင်းလို့ရတယ်မဟုတ်ဒါမှမဟုတ်ရင်လည်းဖုန်းနဲ့ချိန်ပြီးတော့ကိုယ့်ရဲ့တက်ပုံတွေတင်တယ်ဆိုလည်းတင်လို့ရတယ် free face ဆိုရဲအဲ့နဲ့ချိန်ပြီးတော့ကျွန်တော်တို့ပြောင်းရတာပေါ့နော်အဲ့တော့နောက်ထပ်ဒီမှာဘာထွက်ဘာတွေပါသေးလဲဆိုတော့ဒီကောင်လေးတွေက nature ကိုအခုလိုလေးကျွန်တော်တို့အပြင်ကိုထုတ်လိုက်ပြီဆိုတာ ਨੇ ဒီမှာ case box လေးဒီမှာ nature ပုံတွေကကျွန်တော်ထုတ်လိုက်တဲ့ဘက်မှာပြသွားတယ်ပြန်ထည့်ရင်ထည့်တဲ့ဘက်ကိုပြတယ်ဒီဘက်ကဆိုလည်းဘယ်ဘက်က nature ကိုထုတ်လိုက်ပြီဆိုရင်ထုတ်လိုက်တာကိုပြတယ်ဒီမှာပြန်ထည့်လိုက်ပြီဆိုလည်းကျွန်တော်တို့ပြန်ထည့်လိုက်တာကိုပြတယ်ပေါ့နော်ဖုန်းပိတ်လိုက်ပြီဆိုရင်တော့လက်ရှိ screen ပိတ်သွားမယ်ဖုန်းပြန်ဖွင့်လိုက်မယ်အခုလိုလေးကျွန်တော်တို့ပြတယ်ပြီးတဲ့အခါမှာကျွန်တော်တို့ကဒီ note value ကိုအောက်ပေါ်ကနေအောက်ကိုဆွဲချလိုက်ပေါ့နော်ဆွဲချလိုက်တဲ့အခါမှာဆိုလို့ရှိရင်ဒီမှာ ANC မှုတွေပါတယ်အဲ့ဒါကိုမှဒါဆို ANC မှုပိတ်ထားတယ်ဘာမှမသုံးဘူးဒါ ANC မှုသုံးလို့ရတယ်နောက်တစ်ခုကဒီဘက်မှာလည်း noise cancellation နောက်တစ်ခုကကိုကြိုက်တဲ့ဟာကိုကျွန်တော်ချိန်ပြောင်းသုံးလို့ရတယ်ဒါတွေလည်းတကယ်အလုပ်လုပ်တယ်ပေါ့နော်နောက်တစ်ခုကဒီဘက်မှာဆိုရင်ဒါကတော့sound effect လို့ခေါ်တာပေါ့နော်ဒါကတော့ normal အတန်ပဲထားတယ်သချင်းကိုလုံးဝကိုကြိုက်ရဒီသချင်းကိုတော့ပြောင်းလိုက်ရှင်နေဆိုရင်လည်းကိုကြိုက်တဲ့သချင်းပုံစံလေးဒီမှာလိုက်ပြီးတော့ rock တွေ jazz တွေကျွန်တော်ဒီမှာကိုကြိုက်တဲ့ classic တွေအကုန်လုံးကိုဒီမှာသချင်းတန်တွေကိုလည်းကိုကရွေးချယ်ပြောင်းလို့ရတယ်နောက်နှိုးဆက်အနေနဲ့ဒီနိုင်လေးကိုကျွန်တော်တို့အလန်းအနေနဲ့လည်းကျွန်တော်သုံးမယ်ဆိုလည်းသုံးလို့ရတယ်ဗျကိုကြိုက်တဲ့နိုင်တစ်ခုကိုကျွန်တော်တို့ကအလန်းနေပေးပြီးတော့သူရဲ့ရက်နဲ့ပေါ့နော် Monday မှာထားမှာလား Tuesday မှာထားမှာလား Saturday မှာထားမှာလားကိုတတ်မှတ်ပြီးတော့အလန်းကိုလည်းနှိုးဆက်အနေနဲ့ကျွန်တော်တို့မှာကိုကြိုက်တဲ့နိုင်တွေကိုထားပြီးတော့နှုတ်ဆက်ကိုကျွန်တော်တို့ပေးထားလို့ရတယ်ဒါဆိုရင်အချိန်ကို2မျိုးကျွန်တော်ပေးထားတာပေါ့နော်အဲ့တော့ဒီမှာဒီ speaker လေးကနေပြီးတော့ကျွန်တော်အတန်မြည်ပြီးတော့နှိုးပေးပါပေါ့နော်အဲ့တော့ဇွဲတင်နိုင်လေးတစ်လုံးအနေနဲ့လည်းကျွန်တော်တို့သုံးလို့ရတယ်ဘာကြောင့်လဲဆိုတော့ဒီကောင်ကဒီ screen မှာကျွန်တော်နိုင်ပုံလေးကလည်းကျွန်တော်ပြပေးတယ်ကိုကြိုက်တဲ့ဒီပုံစံကိုမကြိုက်ဘူးဆိုလည်းကိုကြိုက်တဲ့ web face wallpaper တစ်ခုကိုကျွန်တော်တို့ကချိန်လိုက်ပြောင်းလိုက်လို့ရတယ်ပေါ့နော်အခုလိုမျိုးအဲ့တော့နောက်ထပ်ဒီမှာဆိုလို့ရှိရင်ဘယ်ဘက်ကို test ကိုကျွန်တော်တို့ဘယ်ညာပေါ့နော်ကျွန်တော်ဆွဲသွားပြီးတော့ကျွန်တော်ကြည့်လို့ရတယ်ဒါကတော့ music တွေပါတခြင်းတွေပါ bluetooth နဲ့ phone နဲ့ဖွင့်ထားထောင်နေဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဖွင့်မိနားထောင်လို့ရတယ်ပေါ့နော်တခြင်းကိုဒီကနေဖွင့်မိနားထောင်လို့ရတယ်ဒါက bluetooth ကျွန်တော်မချိတ်ထားလို့ချိတ်ထားလို့ရှိရင်ဒီမှာတခြင်းတွေပါတခါနားထောင်လို့ရတယ်အတန်တိုး short အကုန်လုံးရတယ်ပေါ့နော်ဒီဘက်မှာဆိုလို့ရှိရင်အဓိကဒီမှာနိုင်ရတော့ဒီနှစ်ချက်ရဲ့ပေါ့နော်ထူးခြားချက်ကဆိုရင်ကျွန်တော်တို့ဖုန်းတွေပါကိုခေါ်လို့ရတယ်ပေါ့နော်ဖုန်းခေါ်တာမျိုးဆိုရင်ကျွန်တော်တို့ကအရင်ခေါ်ထားတဲ့ call ရှိရဆိုဒီရက်တည်းခေါ်လို့ရတယ်လို့ကိုယ်နဲ့ထဲမှာကျွန်တော်တို့မှတ်ထားရဆိုလဲမှတ်ထားတာကိုကျွန်တော်တို့ကနှိပ်ပြီးတော့ကျွန်တော်တို့ကအခုလိုမျိုးလေးခေါ်လို့ရဒါတော့ Bluetooth ကျွန်တော်ဖြုတ်ထားလို့ပေါ့နော်အခုကျွန်တော်က Bluetooth မဖြုတ်ပြီးတော့ပြန်ချိတ်လိုက်မယ်ဆိုချိတ်လိုက်ပြီဆိုတာနဲ့သူကမချက်ကချိတ်သွားပြီဆိုတာနဲ့တော့ဘယ်လိုလေးပြလဲဆိုတော့ဒီသင်္ကေတလေးမှာဒီမှာသင်္ကေတလေးကပုံစံလေးပြောင်းသွားလိမ့်မယ်ဒီချိတ်ထားတဲ့သင်္ကေတလေးနဲ့ချက်ပုံစံလေးပေါ့နော်ပြီးတဲ့အခါမှာအခုဖုန်းပုံစံလေးပေါ်လာပြီဆိုရင်ဒါချိတ်သွားပြီချိတ်သွားပြီဆိုရင်ကျွန်တော်တို့ဒီကနေပြီးတော့ပဲဖုန်းတွေပါလေးခေါ်မယ်ဆိုရင်ခေါ်လို့ရပြီ contact ထဲကကိုအဆင်ပြေမဲ့ဖုန်းတစ်ခုကိုကျွန်တော်နှိပ်ပြီးတော့ခေါ်လိုက်လို့ရတယ်ပေါ့နော်ဒါဆိုနှိပ်ပြီးခေါ်လို့ရပြီဒါ
ဒါဆိုခေါ်တယ်ပေါ့နော်ပြန်ချခြင်းလဲဆိုလဲဒါမခေါ်ဘူးကျွန်တော်တို့ချရမယ်ဆိုလဲချလိုက်လို့ရပြီဒီက call history တွေကနေလည်းပြန်ခေါ်မယ်ဆိုလဲအခုလိုမျိုးခေါ်လို့ရတယ်ပေါ့နော်နောက်တစ်ခုက DAI ထဲမှာသွားပြီးတော့ကိုကြိုက်တဲ့နံပါတ်ကိုနှိပ်ပြီးတော့လေခေါ်တယ်ဆိုလဲခေါ်လို့ရတယ်အဲ့လိုမဟုတ်ဘူးကျွန်တော်တို့က SOS အရေးပေါ် call အနေနဲ့သတ်မှတ်ပြီးတော့ခေါ်မယ်ဆိုလဲခေါ်လို့ရတယ်ပေါ့နော်အလုံးဝအမိုက်စားတရားအဲ့ဒါတော့ဒီမှာပေါ့နော်ဒါတော့ကျွန်တော်ဖုန်းနံပါတ်တွေပါတော့ကျွန်တော်မခေါ်တော့ဘူးနောက်ပိုင်းလေးမှာကျွန်တော်သက်ဗီဒီယိုဖိုင်လေးနဲ့ဖုန်းခေါ်တာလေးကိုကျွန်တော်တင်ပြပေးမယ်အဲ့ဖုန်းအဝင် call တွေပါဆိုလို့ရှိရင်ဒီကနေလည်းကျွန်တော်တို့ကလက်ခံပြီးတော့ဖုန်းဖြည့်လို့ရတယ်ဒီမှာဘယ်ကနေဖုန်းခေါ်ထားတယ်ဆိုတာမျိုးပေါ့နော်အဲ့လိုပြလို့ရတယ်နောက် SMS notice တွေဖုန်းနဲ့ချိန်ထားမယ်ဆို notice တွေကျွန်တော်ကြည့်လို့ရမယ်နောက်တစ်ခုက mini game လေးတွေကျွန်တော်တို့ပါတယ်ဒီမှာ mini game လေးတွေပါတယ်နော်ည game လေးတွေတက်စကိုထိပြီးတော့ကျွန်တော်တို့ကဒါလေးကိုပြန်ရတာပေါ့နော်ဒီ mini game လေးလည်းပါမယ်နောက် camera room control ဒါကတော့ camera room control ဆိုတာကျတော့ကျွန်တော်တို့ဒီဘက်မှာ camera ပေါ့နော်ဖုန်းမှာ camera တစ်ခုဖွင့်ထားပြီးတော့ကိုယ်နဲ့ချိတ်ထားတဲ့ဖုန်းပေါ့ဥပမာဆိုဒါဆိုရင် camera ကျွန်တော်ကဖွင့်ထားတယ်ဒါကိုကျွန်တော်တို့ကဒီမှာချိတ်ထားတယ်ပေါ့နော်ဒီဖုန်းနဲ့ကျွန်တော်တို့ကချိတ်ထားပြီဆိုလို့ရှိရင်အခုလိုလေးဖုန်းလေးဖွင့်လိုက်ရင်ဒီဖုန်းနဲ့ချိတ်ထားပြီဆိုရင်စော camera setting ကိုကျွန်တော်တို့သွားလိုက်ကင်မရာကိုကျွန်တော်တို့ကဒီမှာနှိပ်နေပြီးတော့ဒီမှာရိုက်ရုံပဲပေါ့နော်ကင်မရာ remote control တွေလည်းကျွန်တော်တို့သုံးလို့ရတယ်နောက်တစ်ခုကဘာတွေပုံလို့ရသေးလဲဆိုတော့ weather ကြည့်လို့ရမယ်နောက် calculator တွေကစလဲဒီမှာကျွန်တော် calculator လည်းပါမယ်ပေါ့နော်နောက်လက်ချက်ဒီနေရာတွေပါလည်းပြန်ကြည့်လို့ရမယ်နောက်ဒီမှာဆိုလို့ရှိရင် gaming မှုတွေကလည်းစပါတယ်ကိုက game ဆော့တာမျိုးဆိုရင်အတန်နောက်ကျတာမျိုးဖြစ်မှာဆိုရင် gaming မှုကနေနားပြီးတော့တချင်နာထောင်လို့ရတယ်ဒါကတော့ဖုန်းကင်တဲ့ခါမျိုးမှာဆိုရင်ဘယ်ကနေခေါ်မှလဲပေါ့နော်ဘယ်လိုမျိုးခေါ်မှလဲဆိုတာမျိုးတွေအကုန်တတ်မှတ်လို့ရ incoming call မှာဘယ်လိုခေါ်မှလဲတစ်ချက်နှိပ်မယ်ဆိုရင်ဖုန်းခေါ်တာနှစ်ချက်နှိပ်မယ်ဆိုရင်ဖုန်းပြန်ချတာဒါမျိုးတွေအစားကျွန်တော်တို့မှာတတ်မှတ်လို့ရတယ် setting ထဲမှာတွားပြီးတော့နောက် ANC မှုပါတဲ့ကြောင့် ANC မှုမှာဒီမှာလည်းတွားယူလို့ရတယ်ပေါ့နော် music ကတော့ဒီမှာ music ထဲဝင်ပြီးတော့သရှင်ဖွင့်တာတွေနော်ကြော်တာတွေကိုလည်းဒီမှာကျွန်တော်လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ဒီနေ့ချက်လေးကတော့ကျွန်တော်ဈေးနှုန်း9900ကျန်နေဝယ်ယူရရှိနေမှာဖြစ်ပါတယ်ဒီနေ့ချက်လေးကိုမှာယူမယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီ RW Store ဆိုရဲဒီ Facebook page မှာဖြစ်စေကျွန်တော်ဒီဘက်ဖုန်းနံပါတ်ကိုဖြစ်စေဆက်သွယ်မေးမြန်းပြီးတော့မှာယူလို့ရပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်